အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဟိုတခါဟိုဗီဒီယိုရဲ့အောက်မှာ comment ထဲမှာ Steve ရဲ့ brain ကိုဆော့ပြပါဆိုလို့ကျွန်တော် Steve ရဲ့ brain ကိုဆော့ပြခဲ့ပါတယ် Okay စရအောင်ဗီဒီယိုစရမှာ like and subscribe လေးချက်ဆက်စီနှိပ်ပေးကြပါစရတယ်ဥစဉ်တော့ကျွန်တော်က River 4မှာပေါ့နော် Fico Camelo ရဲ့ Orangutini နာနာစီနီရဲ့လိုပါတယ် River 5ကိုရဖို့အဲ့မှာကျွန်တော် Orangutini နာနာစီနီကိုတွေ့ရတယ်ဒါပေမဲ့မရလည်းပါဘူးကျွန်တော် River 4ဆိုတော့ Ever7 Daily Club ရပါပြီဆိုတော့အဲ့ဒါဝယ်ပြီးတော့ကျွန်တော် base တွေလိုက်ခိုးလုပ်ပါတယ်အဲ့ဒါကျွန်တော်ကိုပြောက်တော့ပါဘူးအဲ့ဒါခုမြင်နေတာကျွန်တော်ရဲ့ base ပါမကြည့်တာဘူးအချို့ကျွန်တော် fan တွေထဲမှာလည်း Roblox ဆော်တဲ့လူတွေ Steve ဘယ်လိုဆော်တဲ့လူတွေရှိရတယ်ဆိုတော့ကျွန်တော်လေး icon ကိုဆော်တာပေါ့နော် comment ထဲမှာလည်းတွေ့တော့ပါနော်ဘုံပါလီလိုလီခိုးခံမလားဆိုကျွန်တော်ပြောတော့ပြောဟိုပြည့်တောင်ဖြစ်နေသေးတယ်။ကျွန်တော်ဘီလောင်ချာနဲ့ပြည့်ခံရတာမလဲပြန်ပိတ်လိုက်ရတယ်။နောက်ကနေခိုးဝချောင်းနေတဲ့အကောင်တကောင်ရှိတယ်။မပ်ထဲကိုပတ်ကြည့်လိုက်တော့ဘာမှကိုထူးထူးခြားခြားခိုးဖို့ကို base တွေမှာဘယ်သူမှအကောင်မရှိတာဘာ brain မှမအောင်ရှိတယ်ကျွန်တော်ဘီကအကောင်တကောင်ပဲနည်း legendary ရဲ့ method ရရှိတာနောက်နေ့ကျရင်နောက်နေ့မနက်ဖြန်ကျရင်ကျွန်တော်1ရက်ဆော့ရမလားဒါမှမဟုတ် Roblox ပဲဆော့ရမလားဒါမှမဟုတ် Lego movie တင်ရမလားဒီဗီဒီယိုရဲ့ဘာလို့ရမလဲဆိုတော့ပြောပြရပါဦးကျွန်တော် Lego video ပဲတင်ရမလား1ရက်ဆော့ရမလားဒီ Roblox ထဲကခြာ game တွေပဲဆော့ရမလားကျွန်တော်တို့ဒီ video comment အောက်မှာမှတ်ပေးကြပါဦးကျွန်တော်ပြောရရှိသေးတယ်ကျွန်တော်10 subscriber ကျရင်ခုလို့ဆရာရှိတယ် special video အဲ့ဒါ10 subscriber ကိုမြန်ပြအောင်လုပ်ပေးကြပါလို့ကျွန်တော်မှာ share ခါဗလာယူကျွန်တော်နည်းနည်းလောက်ထားတာရေရီဘက်တော့ဟာယူဘုံမလီလိုလီဟိုအပေါ်ဆုံးကဟိုအနောက်ဆုံးကကောင်ကတော့ကျွန်တော်အကိုပေးထားပါအဲ့ဒါတော့နောက်မှ metagear ဆိုလို့တကောင်ရှိပါဆိုနေမှလည်းအဲ့ကောင်မှနောက်ဆုံးကျခိုးခံကြည့်နေကျွန်တော်ဘီလောင်ချာမိသွားရောမှာအဲ့မှာ global fruity လိုကြီးပါတော့နော်လိုက်ရိုက်ပြီးမမိလိုက်ဘူးအဲ့မှာ trap မှာညက်သွားတာအဲ့မှာကျွန်တော်စင်းရတာဘုံမလီလိုတကောင်ထက်ဝယ်လိုက်ပါတယ်ကျွန်တော်ဟာလေးခိုးတော့မှဆိုလို့ကျွန်တော်မနေ့ဟိုကလုပ်လိုက်ရသေး6လွတ်လိုက်ရသေး MS နဲ့တို့ပတ်စံတွေတက်ယူတယ်ပြီးတော့အောက်ပြန်ဆင်းတယ်ပြီးတော့သူ့ base ကိုကြည့်လိုက်တော့ကြတော့ဘာမှလည်းမရှိပါဘူးခင်ဗျာအမပြီးတော့ကျွန်တော်လေးခိုးစရာမရှိရနဲ့ဝဲမဲဆိုတော့လေဘာမှလည်းမရှိပါဘူးဆိုတော့ legendary ကအခုမြင်ရတဲ့အတိုင်းပဲအဲ့မှာ30စက္ကန့်နေလာမှဆိုကျွန်တော်အဲ့နားမှာပဲစောင့်နေလိုက်ပါလေဒါပေမဲ့အဲ့ပါဘောနော်အဲ့ဘာမှမဟုတ်တဲ့ newbie နေပီဇာနေနေရတာနဲ့ကျွန်တော်လည်းစိတ်မရှိရနဲ့အိမ်ပြန်လိုက်ပါလေ26စက္ကန့်ဆိုကျွန်တော် base မှာပဲကျွန်တော်စောင့်နေလိုက်ပါလေဒါပေမဲ့စောင့်နေဖို့လို့တာဒါပေမဲ့လာတော့မှ legendary ရလာတော့မှဆိုတော့ကျွန်တော်လည်းအဟုတ်မှပြီ legendary ကောင်းစားကြီးလာမလားဆိုပြီးတော့ဘာလရီနာကပူချီနာဖြစ်နေပါတယ်အဲ့မှာပြီးတော့ချက်ကျွန်တော်ရဲ့ဟာတွေအကုန်လုံးဟိုဖြစ်သွားမှာဆိုလို့အဲ့မှာကျွန်တော်ရေးထဲမှာညံ့နေသေးတာကျွန်တော်တို့ကျွန်တော်နည်းနည်းပြန်ပိတ်လိုက်လို့ပေါ့နော်မဟုတ်ရင်သူထွက်သွားကျွန်တော်ဟာတွေအကုန်လုံးချောင်းနေတာနော်အဲ့အသိလာတဲ့ကောင်စီကအဲ့
အဲ့ဒါလေးများခိုးလို့ရမလားဆိုပြီးတော့စောင့်ကြည့်ရပါဘူးအဲ့မှာအကုန်ခါလိုက်တာအကုန်ပြောက်သွားဘလို့လုပ်လိုက်တာလည်းမသိရောင်းလိုက်တာလားမသိဘူးနော်အကုန်ပြောက်သွားလို့ကျွန်တော်လည်းမခိုးလိုက်ရပါဘူးအဲ့မှာ invisible cloud ကြီးနဲ့ကိုပြောက်ပြီးလိုက်ပြီးတော့ရှောက်လို့လုပ်နေရပါလို့ကျွန်တော်ကဘာလို့ river fall လဲဆိုတော့ကျွန်တော်စောတာတက်လာတာမပြေသေးပါဘူး steer brain ဆိုတာဆိုအဲ့ orangutini ananasini ကျွန်တော်ဝယ်ပါတယ်ဒါပေမဲ့ brain တော့ Salamino penguino နော်တော့မရှိတော့ဘူးဆိုတော့ BBB ကို stick ကို swim ဖို့ရောင်းပြီးတော့အဲ့ဒါကိုဝယ်ဖို့လုပ်တာပေါ့နော်ဒါပေမဲ့ Orangutini ananassini တော့ပတ်စံကုန်တာပဲဖတ်တယ် Salamino penguino ညတွေဝိုင်းခိုးကြတာဟုတ်ပြောမိတယ် Orangutini ananassini အဲ့မှာကြည့်လိုက်တော့အဲ့ဒါသာကြည့်တော့ Orangutini ကျွန်တော်လုံးတော့လုံးတယ်ဒါပေမဲ့မရဘူး Orangutini ananassini Orangutini ananassini အဲ့ orangutini ananasini ရ robot မှာ river မှာလိုရပေါ့နော်အဲ့ဒါကိုကျွန်တော်မနေ့ကလုပ်လိုက်ရတာရှာလိုက်ရတာကိုခုမှပေါ်တာကိုဝိုင်းပြီးတော့အဲ့ဒါလုပ်လိုက်ရတာကျွန်တော်အဲ့ဒါပြီးတော့လိုလီဒါမသိဘူးအကောင်လေးခိုးခံတယ် Orangutini မသိကူအကောင်လုံးဒါမှမဆိုင်ကျွန်တော်အကုန်လုံးရိုက်ထုတ်လိုက်ပါတယ်ဒါပေမဲ့ဘယ်သူခဲတဲ့ကိုမသိဘူး Orangutini ananassini Orangutini ananassini အဲ့မှာကျွန်တော်အဲ့လိုလီကိုကျွန်တော်ခိုးလို့လောက်တာပေါ့သူကခိုးဖို့လောက်တာသူ့ကိုကျွန်တော်ရိုက်လိုက်တာပြီးတော့ကျွန်တော်ကပြန်ပြေးတာပေါ့နော်အမြန်ပြန်ပြေးပြီးတော့ပိတ်ဖို့လောက်တာပိတ်မရဘူးဗျာအဲ့ဒါနဲ့အကောင်ထပ်ပါသွားတာမရလိုက်လိုလီကိုဒီခါကျဘယ်သူလဲမသိဘူးခဲလိုက်လို့ကျွန်တော်အဆင်ပြေသွားတယ်ဒါပေမဲ့အကောင်လည်းခိုးတာပါတဲ့ဒါပေမဲ့ဘုံမလီကိုတော့ကိုပေးထားဘုံမလီကိုအကောင်ခိုးတာတော့လိုက်တော့ရိုက်လိုက်တယ်ဒါပေမဲ့မရလိုက်ပါဘူးရတယ်အဲ့ဒါပြီးတော့ခဏလေးလေးနေရောအဲ့မှာကျွန်တော်သူ့ကိုပေါ့နော်သူ့ကိုအနှောက်ယှက်လို့ဆိုပြီးကျွန်တော်သူကလိုက်ရိုက်ပါတယ်သူ့ရဲ့လောက်အားကြီး Avocadini guffo တော့လေထွက်မယ်ကွာဆိုပြီးတော့ထုတ်လို့ပဲမဲ့ထွက်လိုက်ပါဦးဘယ်လိုဆို GY တောက်ဆိုထားလေးကြည့်ရမှာဆိုဒါဝဲဆိုပါတယ်Avocadini guffo မနေ့ကကြရင် Roblox တွေက grab ကလည်းဆော့အောင်လားဒါမှမဟုတ်အခြားခိန်းနေဆော့အောင်လားဆိုတာကောမမှာချက်ရေးခဲ့ပါဦးဒီနော်ရဲ့အပေါ်တော့ကိုတော့မပြသေးဘူးပီပီပိုသတ်တော့ရဲ့ဘုံပါလီလိုရဲ့မာလေးနာကပူချီနာရှိတယ်အဲ့မှာအဲ့ကျွန်တော်ရဲ့ဘယာစခန်းကောင်ဟိုကလုံနေရပါတော့ကျွန်တော်လည်းစိတ်မရှိလို့ထွက်လိုက်ပါတယ်ဒါပေမဲ့ပြောင်းလိုက်ပါတယ်ကျွန်တော်ဆိုကျွန်တော်လည်းviewer တောင်းဆိုထားဆိုတော့ပြောင်းဝင်လိုက်ပါတယ်စိတ်မရှိရောညားလဲနော်ပြောင်းဝင်ပြီးတော့အဲ့မှာစာဝဝင်တာကြာကြီးပဲပေါ့နော်ကျွန်တော်နည်းနည်းညှက်လိုက်နည်း edit လိုက်နည်းပို့တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့မှာဝင်သွားပြီဒါကိုကျွန်တော်စီကခိုးမလို့လှုပ်သေးတာတကယ်လဲပါသွားပါတယ်ချင်းလဲပါသွားရဲ့တကယ်ကြီးပါသွားတာကျွန်တော်ဘာမှမတက်နိုင်လိုက်ဘူးပေါ့နော်အဲ့လိုလီကိုခိုးတော့နောက်မှရှိရ legendary ဆိုမှအကောင့်တစ်ကောင်ရှိပါရဲ့အကောင့်မှာပါသွားတာပေါ့နော်ကျွန်တော်လည်းစောတော့ကွာစောညင်တော့ဆိုပြီးတော့တိတ်ပြီးတော့ကွာဖြစ်တော့နော်ဝယ်ပါသူများစီရတယ်မခိုးအောင်ညခိုးရင်ကျွန်တော်ကမရပါဘူးအဲ့မှာကျွန်တော်ဘုံမလီလိုခိုးဖို့လုပ်တာအဲ့ကောင်ထွက်သွားတာကျွန်တော်စတော့ခိုးလည်းမရအဲ့ကောင်ကျွန်တော်ဒုံးနဲ့လာရိုက်တာကြောက်ပိတ်လိုက်တာတော်သေးလို့ကျွန်တော်အမြန်ဟိုလုပ်လိုက်လို့ respawn လိုက်လို့ဟိုအဲ့ကောင်ကရက်ပြီးတော့လာလုပ်တာကျွန်တော်သေးနေတာမှအဲ့ကောင်လာပြီးတော့ရိုက်တာပေါ့နော်တော့လေချင်ပါစီနီဘာနာနီလီဘာမှလုံးလို့မရချင်ပါစီနီဘာနာနီဝယ်ထားပါလေဒါကကျွန်တော်မှာကိုဖန်တို့အလီဖန်တို့ရှိပါတယ်အကောင်ခိုးခံကျွန်တော်တကယ်ရင်ပေးရပါမယ်โอเค
အရက်ကြီးကသူ့စကင်ကဘလို့တော့လောက်ထားလဲမသိဘူးအရက်ကြီးကရှေ့ရွယ်ကျွန်တော်မလဲဟိုလုံးလိုက်ရတာကျွန်တော်မောရင်ဟိုဖြစ်မှာဆိုခိုးမှာဆိုလို့ပေါ့နော်ပတ်စံနဲ့ရှောက်ထုတ်ပြီးတော့ကျွန်တော်ဒီဘက်တက်လိုတာပတ်စံ100ကျော်မီလီယံ100ပေါ့နော်ကျွန်တော်800မီလီယံအောင်ဖြည့်သွားပြီပိတ်ဖို့လုပ်တာပေါ့နော်တော်သေးလို့ခုနဘီးလောင်ချနေမဟုတ်လို့ဟုတ်ကျွန်တော်ကျန်တဲ့ဟာကြီးကုန်ပါခုနဘီကိုစီဘုံမလီလိုခိုးနေရလိုက်ပါဘူးပြီးတော့ legendary ဟာကိုတွားကြည့်တော့ကြတော့Bombini Corsini ပဲရပါတယ်မှန်တယ်ဖြစ်သူကလည်း epic ဆိုကျွန်တော်လည်းမွဲပါဘူးကျွန်တော် legendary တို့ mythic တို့ brain of god တို့မှဝယ်ရပါတော့ဒီရက်ကောင်ကြီးကျွန်တော်ခိုးဖို့လို့တန့်ထော်သွားဗျအဲ့လိုဆိုသူ့ဟာကြီးကအကောင်းစားကြီးရေမလို့နေမှာကျွန်တော်ထဲထဲမှာကြီးအဖရှိရဲ့ stay လားမသိဘူးပြရတယ်ဟာကျွန်တော်နိုင်ကျင်အဲ့ဒါဆိုတော့တော့ဟိုကျွန်တော် base ကိုအမြန်ပြန်လိုက်ရပါတယ်။ဒါပေမဲ့ပြန်ထွက်ပါတယ်။အဲ့လိုဆိုဟိုကျွန်တော်လည်းတင်းလို့ပါ။ရှောက်လို့နေ။ဒီကနေပြီးတော့စောင့်နေနဲ့ပိတ်တဲ့ဟာကိုစောင့်နေကျွန်တော်ကြာကြီးထိုင်စောင့်နေပါတယ်မှာကြာကြီးပဲတုတ်ကြီးတက်ပြီးတော့ဘာလို့တာသေးဘူးဒီဟိုနားမှာတွေ့ရလားမသိဘူးမုံဝါးလေးပဲတွေ့ရမယ်အဲ့မသိကြကဘယ်စက္ကန့်လာမလဲဆိုတာအဲ့ဒါကိုလှမ်းနေကျွန်တော်အဲ့ကနေလှမ်းကြည့်ပြီးဒီဟာပိတ်မလို့ပေါ့နော်အထက်ကပိတ်ရင်ကျွန်တော်ဟိုကနေမိမှာဆိုလို့ပါ trap တွေမိမှာဆိုလို့အပေါ်ကပဲပိတ်တာပေါ့နော်ဟိုတစ်ခါလို့ဖြစ်နေမှာဆိုလို့ပေါ့နော်နော်အဲ့ဒါနဲ့ပိတ်ပါတယ်ခေဒီနေ့ဗီဒီယိုရဲ့လောက်ပါပဲဒီလိုပဲတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲbye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you